လက်တလော online မှာအရန်ပြန့်နေတဲ့သတင်းတစ်ခုရှိပါတယ်။ဟီမဝန်တာတောင်ကျော်ကြီးတွေနဲ့အတူမြန်မာနိုင်ငံပါအောက်ကိုကျွန်းကျတော့မယ်ဆိုတာတကယ်လား။ဒီသတင်းကြောင့်ထိတ်လန့်နေတယ်ဆိုရင်အခုပဲစိတ်အေးထားလိုက်ပါ။ဒါဟာလုံးဝပုံကြီးချဲ့ထားတဲ့သတင်းမှားပါ။တကယ်သိပ္ပံနည်းကျတွေ့ရှိချက်ကဘာလဲဆိုတော့ဘူမိဗေဒပညာရှင်တွေက 3D model တွေနဲ့လေ့လာလိုက်တဲ့အခါမြေအောက်အလွန်နက်တဲ့နေရာမှာအပူချိန်အရန်ပြင်းပြီးကြောက်သားတွေကပျော်ပြောင်းတဲ့အနေအထားဖြစ်နေတာကိုတွေ့ကြရတာပါဒီလိုပျော့နေတဲ့အတွက်မြေလွှာတွေအနှိမ့်မြင့်ပြောင်းတာငလျင်လှုပ်တာတွေဖြစ်ပေါ်စေတာပါဒါပေမဲ့လုံးဝစိုးရင်စရာမလိုပါဘူးဒီဖြစ်စဉ်ကဒီနေ့ဖြစ်မနှက်ဖြန်မြေကြီးထဲဝင်သွားမဲ့ကိစ္စမျိုးမဟုတ်ပါဘူးနှစ်တန်းပေါင်းများစွာအချိန်ယူပြီးတဖြည်းဖြည်းချင်းပြောင်းလဲနေတဲ့တဘာဝဘူမိဗေဒဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်ဟီမဝန်တာတောင်တန်းကြီးတွေဖြစ်လာတာဟာလည်းဒီဖြစ်စဉ်ကြောင့်ပါပဲဒါကြောင့်သူတေသနစာတမ်းတစ်ခုကိုတာမန်ပြည်သူတွေနားလည်မှုလွဲအောင်ပုံကြီးချဲ့ရေးထားတဲ့သတင်းတွေကိုမယုံကြဖို့နဲ့အားလုံးထိတ်လန့်မှုကင်းပြီးမှန်ကန်တဲ့သတင်းရရှိအောင်ဒီဗီဒီယိုလေးကိုအခုပဲ share ပြီးမျှဝေပေးလိုက်ပါဦးနော်